Hello ဒီတစ်ခေါက်ကတော့ BTS Richard Theory နာက Pasta Ama ဆိုတဲ့ဆိုင်လေးမှာသွားစားဖြစ်ခဲ့တဲ့အကြောင်းလေးကိုပြောပြပေးသွားပါမယ်။သူကထိုင်း local တွေကြားထဲမှာတော့အရင်ကနာမည်ကြီးတယ်ပေါ့နော်။ BTS Richard Theory ဘူတာကနေဆင်းလိုက်ပြီးရင်မီးပွိုင်းဘက်ကိုလမ်းလျှောက်ပြီးတော့လမ်းလေးတော့တစ်ဖြတ်တော့ကူရပါတယ်။ပြီးရင်သူကအမီးပွိုင်းထိပ်မှာပဲရှိရပေါ့နော်။ဒီလိုမျိုး Pasta Ama ဆိုပြီးတော့ဆိုင်ဘုတ်အဝါလေးနဲ့မီးလုံးလေးထွန်းထားပါတယ်။ဒီဆိုင်လေးကအောက်တိုးရောအင်တိုးရောနှစ်မျိုးစလုံးထိုင်လို့ရတယ်ပေါ့နော်။ဒါပေမဲ့ရုံစင်းချိန်နဲ့ဒီညဘက်ဒီမှာဆိုရင်တော့ fully book ဖြစ်နေတဲ့အတွက်အဲ့ဒီချိန်နေသွားမယ်ဆိုရင်တော့ကြိုတင် booking တင်ထားဖို့လိုပါတယ်။ဒါကတော့သူတို့ဆိုင်ရဲ့ menu လေးတွေပါ။သူတို့စီမှာကဆက်လက်လေးတွေဆိုရင်100ကျော်ဝန်းကျင်ကောင်းလေးစပြီးတော့ဒီလို pasta တို့ဆယ်မွန်တို့ပါတဲ့ဟာတွေဆိုရင်တော့200နဲ့300ဝန်းကျင်လောက်တော့ရှိရပေါ့နော်။ menu ကတော့အမျိုးအစားတော်တော်လေးကိုစုံတယ်ပြီးတော့ဒီလိုအချိုပွဲတွေ dessert တွေပြီးတော့ smoothie တွေလည်းတော်တော်လေးကိုရပါတယ်။ဒါကတော့ရမင်းလုံးမှာစားခဲ့တာလေးတွေပါ။သူတို့ဆိုင်ရဲ့ signature menu လေးတွေကိုပဲ try ခဲ့တာပေါ့နော်။ကိုမှားလာတာလေးနည်းနည်းရောက်လာပြီပေါ့နော်တပုံရေးစစ်ပြပေးပါမယ်ဒါကတော့ potato ရယ် fish ရယ်ပေါ့နော်ဒီလို fry ကြော်ထားတာဒီတော့ကျတော့ mayonnaise sauce လေးပါရယ်ပေါ့နော်ဒီဘက်ကိုတော့နေလည်းတော့တဝဲထည့်ရလို့ဒါဒီမြရဲ့စုံနေချမ်းမင်းတွေရမယ်မှားထားတာပေါ့နော်ဒါလေးပဲပြီးပြောပေးပါမယ်ဒီတော့ကစုံဥလေးအပေါ်မှာပါတယ်ဆိုတော့ဥရယ်ပြီးတော့ဟိုက spaghetti ပေါ့နော်ဒီကောင်ကလည်းသူတို့ဆိုင်ရဲ့နေချမ်းလို့ပါဒါက pizza app လေးရယ် spaghetti ရယ် hams ရယ်အပတ်စားလေးတွေပါပါတယ်ဒီတော့ဒါကအရွက်တုပ်ပေါ့နော်ဆလတ်မာမာဒီက shrimp ရယ် avocado ရယ်ဒီကျုပ်လေးရယ်ပါတယ်ပေါ့နော်ဒီကအဲ့ဆလတ်က sauce လေးရယ်ပါပါတယ်ဒီ sauce လေးပါညာနေဒီ sauce ပါဒီတော့ဆန်အနေနဲ့ကဆိုင်ရဲ့နေစာထရက်စတော်ဘယ်ရီရောကစလေးမှာထားပါတယ်။ဆက်စားအောင်ပါမယ်။ဒါတငယ်ချင်းမှာထားတဲ့အေးပေါ့နော်။ passion fruit juice လေးပါ။အဲ့ဒါလည်းမြည်ကြည့်ပါမယ်။တော်တော်ကင်းရှင်ပါဟိုဤတဲ့အစားအစာတွေနဲ့ဆိုရင်ဒီကြောင်လေးတောက်ရင်တော့တော်တော်အဆင်ပြေတယ်။ရမင်းတို့ကတငယ်ချင်းမွေးနေ့အတွက်သွားကြတာဆိုတော့အဲ့ဒီဆိုင်မှာကဒီလိုမျိုးကိတ်လေးတွေကို slide လေးတွေနဲ့မှားလို့ရတယ်ပေါ့နော်။သူတို့က1 slide ကိုကိတ်မျိုးစားပါမှုတည်ပြီးတော့150ကနေ200ဝန်းကျင်လောက်ရှိပါတယ်။ဒါပေမဲ့သူတို့ကအဲ့ကိတ်လေးကိုသူတို့ birthday wish ရေးချင်လား anniversary wish ရေးချင်လားသူတို့ရေးပေးတယ်ပေါ့နော်။ပြီးရင်သူတို့ဖျောင်းလိုက်လေးနဲ့ဒီစာလေးနဲ့ရေးပေးပြီးတော့စပွဲကိုလာချပေးပါတယ်။ဒါတော့အပြင်ဘက်ကဟိုဝင်ချင်းကဆိုင်အတွင်းဘက်ချမ်းပေါ့နော်ရမလို့စောင့်ဝင်လာတော့မရိုက်ပြခဲ့ရလို့ဒါတငယ်ချင်းအတွက် birthday wish လေးလုပ်ပေးပြီးတော့တပုံရိုက်ဖို့ပြင်ကြပါတယ်ဒီဆိုင်လေးကညဘက်ဆိုရင်လူအရန်ကြရပေါ့နော်သူတို့ဒီအပြင်ဘက်မှာဆိုလဲထိုင်းလိုကဲတော်တော်များများလာစားကြပါတယ်ဆိုင်နာမည်လေးကတော့ Pasta Ama ပါ Richard Theory BTS ရဲ့မိပွိုင်းလေးကြောင်းရောက်ပါပြီရှင်